ဩဇာအာဏာကြီးမားသော CEO တဦးသည်မိန်းကလေးတစ်ယောက်သူမ၏ကားထဲသို့ဝင်နေသည်ကိုမြင်ချင်းဒေါသများအလိမ့်လိမ့်ထွက်လာပြီးမမာနဖြင့်သူမ၏ကားကိုတိုက်ပစ်ရန်ဒရိုင်ဘာအားအမိန့်ပေးလိုက်သည်အားကိုးရမယ်ဖြစ်ရရှာသောဒရိုင်ဘာသည်လည်းအမိန့်အတိုင်းထိုကားကိုတမင်တက်တက်ဝင်တိုက်လိုက်တော်သည်ထိုအကြောင်းကြောင့်မိန်းကလေးမှာထိတ်လန့်သွားပြီးကားပေါ်ကချက်ချင်းဆင်းကသူတို့နှင့်လာရောက်အခြေတင်ရန်ဖြစ်တော်သည်သို့သော CEO ကားပေါ်ကဆင်းလာသည့်အခိုက်အတန့်တွင်မူသူမချက်ချင်းနှုတ်ဆက်သွားခဲ့ရသည်အဘဲကြောင့်ဆိုသောသူမ၏ရှေ့မောက်တွင်မတ်တရက်နေသောထိုလူသားသည်လွန်ခဲ့သော၄နှစ်ကသူမထက်အခြားတစ်ယောက်ကိုရွေးချယ်သွားခဲ့သည့်သူမ၏ရည်စားဟောင်းဖြစ်နေသောကြောင့်ပင် CEO ကသူမ၏ကားပျက်စီးသွားမှုအတွက်ရော်ကြေးပေးမည်ဟုပြောသောအခါမိန်းကလေးကရုတ်တရက်ပျော်ရွှင်သွားပြီးမလိုပါဘူးကားဆုပ်ပြဲသွားတဲ့နေရာတွေကိုစတစ်ကာလေးကတ်လိုက်ရင်ရပါပြီဟုဆိုသည်ထိုစကားကိုကြားသောအခါ CEO ကဘာမှပြန်မပြောဘဲကားထဲသို့ငြိမ်သက်စွာပြန်ဝင်သွားပြီးနောက်တစ်စက္ကန့်တွင်မူကားကိုနောက်ဆုတ်ကအရှိန်ဟုန်ဖြင့်သူမ၏ကားကိုထပ်မံဝင်တိုက်ပြီးလုံးဝကြေးမွားပျက်စီးသွားစေခဲ့သည်ဤဒီကိုမြင်လိုက်ရသောမိန်းကလေးမှာမှင်သက်သွားပြီး CEO အားအော်ဟစ်ဆဲဆိုတော်သည်ဒရိုင်ဘာမှာလည်းရခင်ကမြည်သူမြဤကဲ့သို့ CEO အားအတန်ညင့်၍မပြောရဲခဲ့ဘူးသဖြင့်အံ့ဩသွားခဲ့သည်သို့သောလွန်ခဲ့သော၄နှစ်ကသူတို့နှစ်ဦးသည်အလွန်ချစ်ကြသည့်ချစ်သူများဖြစ်ခဲ့ကြပြီးချစ်စရာခွေးလေးတစ်ကောင်ပင်အတူတူမွေးခဲ့ဘူးသည်ကိုထိုဒရိုင်ဘာမသိခဲ့ပေသို့တော်လည်း CEO မိခင်ဖြစ်သူမှာသူတို့၏ပတ်သက်မှုကိုသဘောမကျခဲ့ပေထို့ကြောင့်တနေ့တွင်မိခင်ဖြစ်သူကထိုမိန်းကလေးထံတွားရောက်ကငွေကျပ်တန်းတန်အလှူချက်လက်မှတ်ချက်တစ်စောင်ကိုကမ်းလှမ်းခဲ့ပြီးရင်းကိုသူမ၏ဖခင်စေကူတာမှုအတွက်အသုံးပြုကာသူမသားဖြစ်သူ၏ဘဝထဲမှထာဝရထွက်ခွာသွားရန်ပြောခဲ့သည်သို့တော်မိန်းကလေးကသူ့ကိုဘယ်တော့မှဆုံးခွာမှာမဟုတ်ဘူးဟုဆိုကာထိုချက်လက်မှတ်ကိုချက်ချင်းဆုပ်ဖြဲပစ်ခဲ့သည်ဤဒီကိုမြင်သောအခါမိခင်ဖြစ်သူကဒေါသတကြီးဖြင့်သူမ၏ပါးကိုဖျက်ရိုက်ကထွက်ခွာသွားခဲ့သည်သို့တော်နောက်တနေ့တွင်မူအချိန်ပိုဆင်းနေရသည်ဟုအမြဲပြောနေခဲ့သောသူမ၏ရည်စားဖြစ်သူမှာအမှန်တကယ်တော့မိဘများစီစဉ်ပေးသည့်တို့သမီးလောင်နှင့်ဆုလျာရွတ်ပတ်ရန်စီစဉ်နေခြင်းဖြစ်ကြောင်းမိန်းကလေးသိရှိသွားခဲ့သည်ရင်ခွဲမတက်ခံစားလိုက်ရသောသူမသည်လမ်းခွဲစာတစ်စောင်ခြံထားခဲ့ကပျောက်ကွယ်သွားခဲ့တော်သည်ရည်စားဖြစ်သူအိမ်သို့ပြန်ရောက်လာသောအခါသူတို့၏ပစ္စည်းမှန်သမျှနှစ်ပိုင်းစီဖြတ်တောက်ခံထားရသည်ကိုတွေ့လိုက်ရပြီးသူတို့မွေးထားသည့်ခွေးလေးပါပျောက်ဆုံးနေသဖြင့်သူ၏ဒေါသကိုပုံမဆော့ပေးသလိုဖြစ်ခဲ့သည်၄နှစ်ကြာပြီးနောက်သူတို့နှစ်ဦးပြန်လည်ဆုံတွေ့ကြသောအခါထိုကောင်လေးသည်မိန်းကလေးအလုပ်လုပ်နေသည့်ကုမ္ပဏီ၏အတစ်တက်မြင့် CEO ဖြစ်နေခဲ့ပြီးနှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်မြင်လိုက်ရချိန်တွင်မှင်သက်သွားကြပြီးအတော်ကြာအောင်တိတ်ဆိတ်စွာစိုက်ကြည့်နေမိကြတော့လဲမြည်သူကမျှဘာမှမပြောခဲ့ကြပေမိန်းကလေးကိုကလဲစားချေရန်အတွက် CEO သည်သူမကိုသူ၏ကိုရေးကိုရာလက်ထောက်ဖြစ်တမင်တကာခန့်အပ်ထားခဲ့ပြီးလစာကိုပါရှော့ချပစ်ခဲ့သည်ထိုအကြောင်းကြောင့်မိန်းကလေးကစိတ်ပြတ်ဒေါသထွက်ကသူမ၏ဝန်ထမ်းကလက်ခါကို CEO မျက်နှာပေါ်သို့ပစ်ပေါက်၍အလုတ်ထွက်လိုက်တော်သည် CEO အိမ်ပြန်ရန်ပြင်ဆင်နေစဉ်ကားပြတင်းပေါက်မှတစ်ဆင့်မိန်းကလေးသည်သူမ၏လျှက်စစ်ကားလေးလက်ထွက်ခါဖြင့်တွားနေသည်ကိုလှမ်းမြင်လိုက်ရသည်ထိုအခါဒရိုင်ဘာကဒီလိုကားသေးလေးတွေကလုံခြုံရေးအားနည်းပြီးမတော်တဆဖြစ်ဖို့ရာဂိုင်နှုန်းပိုများတယ်ဟုပြောပြသည်ထို့ကြောင့် CEO သည်မိန်းကလေး၏လုံခြုံရေးအတွက်စိုးရိမ်စိတ်ဖြင့်သူမ၏ကားသေးလေးကိုကားဖြင့်ထပ်မံဝင်တိုက်ကလုံးဝဖျက်ဆီးပစ်လိုက်ပြန်သည်ထို့နောက်ရော်ကြီးအဖြစ်ကားအသစ်တစ်စီးပေးမည်ဖြစ်ကြောင်းနှင့်နောက်တစ်နေ့ရုံးသို့လာပြီးတော့လာယူရန်ပြောခဲ့သည်သို့သောမိန်းကလေးကမူ CEO သည်သူ၏ချမ်းသာမှုကိုလာရောက်ကြွားဝါနေသည်ဟုသာထင်မြင်ခဲ့သည်ထို့ကြောင့်နောက်တစ်နေ့တွင်သူမသည်အလုံးမှထွက်ခွာရန်ပစ္စည်းများတင်စီတော့သည်သို့သောကွက်တိပင်သူမ၏လုပ်ဖော်ကိုင်ဖက်များရောက်လာပြီးကုမ္ပဏီကဝန်ထမ်းအားလုံး၏လစာကိုတိုးမြင့်ပေးလိုက်ကြောင်းနှင့်အထူးသဖြင့်သူမ၏လစာမှာ60%အထိတိုးသွားကြောင်းလာရောက်ဂုဏ်ပြုကြသည်သူမတွက်ချက်ကြည့်လိုက်သောအခါလစဉ်လစာမှာယွမ်30သူည30သူညယွမ်ဖြစ်နေသဖြင့်အလွန်အမင်းဝမ်းသာသွားခဲ့ရသည်ငွေကြေးကြောင့်ပင်သူမသည်အလုတ်ထွက်မည့်အစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီးအငိမ့်စားယူသည့်အထိဤကုမ္ပဏီမှာပဲဆက်နေရန်ဆုံးဖြတ်လိုက်တော့သည်ထိုအခြေအနေတွင်ပင်အထက်လူကြီး CEO ကသူမကိုရုံးခန်းထဲသို့ခေါ်လိုက်ပြီးသူမရုံးခန်းထဲသို့ဝင်ချင်းတွင်ပင်သူမ၏လေတံနှင့်အမူအရာကိုချက်ချင်းပြောင်းလဲကဘာများခိုင်းเสียရှိလို့လဲရှင်ဟုယဉ်ကျေးပြူငါစွာမေးမြန်းလိုက်သည်ထိုအခါ CEO ကကားအသစ်၏တော့ကိုလှမ်းပေးသည်သူမကပထမတော့ညင်းပယ်ချင်ခဲ့တော့လဲသူကမင်းရဲ့ကားကိုငါဖျက်ဆီးခဲ့တာမို့ဒါကမင်းရဲ့ရပိုင်ခွင့်ပဲမင်းလိုရှိရင်ငွေသားနဲ့တောင်ယူလို့ရတယ်ဟုဆိုကအတင်းကျပ်ပေးခဲ့သည်ရင်းအပြင်သူကမိန်းကလေးအတွက်ပွဲတက်ကဝင် formal dress စုံကိုပါလက်ဆောင်ပေးခဲ့ပြီးစီးပွားရေးအစည်းအဝေးတစ်ခုသို့သူနှင့်အတူလိုက်ခဲ့ရန်ပြောခဲ့သည်ထိုစကားကိုကြားရသဖြင့်မိန်းကလေးကအဝတ်စားလဲရန်ထွက်ခွာတော့မည့်အချိန်တွင် CEO ကသူမကိုတားဆီးလိုက်ပြီးဤရုံးခန်းထဲမှတင်အဝတ်စားလဲရန်ပြောလိုက်လေတော့သည်